50တက်ပြီးကျုံ bro ငါဘာဖြစ်တော့လိုက်မကောင်းလား okay မနောက်ပါနဲ့ what the hell bro ဒီကနေ့မှာတော့ကျွန်တော်မှရှိရဲ့ Diamond 3000တီးတီနဲ့ M7 ပတ်ကိုရဖို့ဘယ်လောက်တောင်မှသုံးရမလဲဆိုတော့ကျွန်တော်ကစမ်းပြီးသုံးရမှာပဲဖြစ်ပါတယ်တကယ်လို့မပေါက်ခဲ့ရင်တော့မှ COA နဲ့ EAB ရဆိုရဲစိတ်လေးနဲ့ကျွန်တော်ကဖောက်တာပေါ့နော်ဆိုတော့စလိုက်ကြရအောင်50နဲ့စလိုက်ကြရအောင် okay ဒီ EAB ပေါ့နော် EAB ဟိုရရင်မစိုး1000ရရင်မစိုးဒီမှာဆိုရင် M7 Plus M7 ပတ်ပေါ့နော်မှာပါလို့ဆိုတော့ကျုံးမယ်50ရော50စားလိုက်တော့ဟာလား50စားလိုက်တော့ဆိုတော့ဟာရ COA ရတယ် COA 50ရဲ့ဒီရဲ့အလန်နိုင်က3ခုနဲ့ EAB 300ဆိုတော့စိုးတော့မစိုးဘူးပြောရမယ်ဆိုတော့50တက်ပြီးကျုံ bro ငါဘာဖြစ်တော့လိုက်မကောင်းလား okay မနောက်ပါနဲ့ what the hell bro Even under the withering shadow. ပြောဒီကိပါက Diamond 100နဲ့နော် bro 7 Grandjas Diamond 100တဲ့ bro ဟုတ်တယ်ကျွန်တော်ပထမ draw နိုင်တယ် not draw မှာ Grandjas bro ငါကန်နေကောင်းနေပါလား bro ဒီနောက်26ရပါကြီးတော့ bro what the hell ဆိုတော့ bro မြင်နိုင်မယ် M7 but Diamond 100ပဲကုန်ပြီဆိုတော့တက်တော့မှာအားချောင်းတယ်ပေါ့နော်ဒီမှာမရနိုင်ဘူးဘာလို့ညာလို့ဆိုတော့ကျွန်တော်ဗီဒီယိုလေးပြလိုက်ပါဆိုတော့ရောဆောင်းတန်တယ်ငါလောက်ကန်ကောင်းမယ်လို့မရှိတော့ဘူးတင်ဆိုကျန်တဲ့ Diamond ပေါ့နော်ကျွန်တော်ဘယ်လိုပြော100ပဲကုန်တာဖြစ်တော့ကျွန်တော်2900တော့မကြံနေတယ် bro အဲ့2900ကိုကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ fan တွေပေါ့ emote 5ခုတိတိကျွန်တော် giveaway ပေးမယ်ဆိုတော့ Diamond ကုန်တာပြန်ရှာလို့ရပြတင်မှာ fan တွေကိုပေးလိုက်တာပြောစရာကောင်းတယ်ဟုတ်တယ်မလားဆိုတော့ Diamond ကကုန်သွားရင်ပြန်ရှာလို့ရတယ်ဆိုတော့ခုလူအနေနဲ့အခု video လေးကို subscribe နဲ့ like မလုပ်ရသေးဘူးလုပ်ခဲ့ကြဖို့ပြောချင်တယ်ဘူပြန်နဲ့ခံကြည့်ဖို့အဆင်ပြေမှကြည့်ကြပါတော့ကျွန်တော်အရင်လည်းမတောင်းဆိုပါဘူးဆိုတော့အခုမှတစ်ဆက်ကန်ဆန်းပဲပေါက်လာတဲ့ Granger skin နဲ့ကျွန်တော် RAM မှာတွားပြီးဂျင်းမယ်အဲ့လိုကျွန်တော် RAM မှာတွားပြီးဂျင်းမယ်ဆိုတော့ကျွန်တော် Granger မကင်တတ်ဘူးတကယ်ပြောကျွန်တော် Granger လုံးဝမကင်တတ်ဘူးဆိုတော့ရှုံးမလာနိုင်မလားဆိုတော့မပြောတတ်ဘူး Granger skin အနေနဲ့ကတော့အခုမှတစ်ဆက်ရရှိလာတဲ့ M7 ရဲ့လက်ကျန်ရဲ့ Ela ရဲ့ Qualita ရဲ့ Normal ရဲ့ Light Bone ရဲ့ဒါပါပဲဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီနေ့မှာတော့ M7 နဲ့ ဆော့ပြတော့မှာဖြစ်ပါတယ်ကျွန်တော် win rate ကို show လိုက်ရှစ်ပွဲကို89 win rate ကြိုက်လာတော့မသိကျွန်တော်ဒါစေးထိုးတာပါသူကသူနိုင်တော့ပါဘောနော်ဆိုတော့ item အနေနဲ့ဒီမှာပဲ copy ကူးချလိုက်တော့မယ်တခဏနေပါဦး Sky Piazza Fat item ဆိုတော့ချကွာချ Odin ဘာလဲ Granger game လေးတင်တာရှိရပေါ့နော်သူ့ရဲ့ game ထဲမှာဆိုလို့ရှိရင်ထည့်ပြောထားတာဒီ Granger game မယ်ဆိုလို့ရှိရင်တဲ့ဒီရဲ့ Sky Piazza Fat item တော့ပေါ့နော်အဲ့ဆိုလို့ရှိရင်တေချာပေါက်နိုင်နေတဲ့ဆိုတော့မင်းစကားနော်မင်းစကားမင်းတီနော်ဖေးအောင်ရေးဟိုဘက်ကကြည့်ပါဦးနေစီပန်းကြီးနဲ့ oh my god ပွင့်ပြီးအာနေရပဲကြွေကြတော့မယ်ထင်တယ် okay နေစီပန်းလဲ bro ပဲဖြစ်ကျုံအောင်မယ်ပဲတင်မလားတကယ်နေစီပန်းရောကျတော်တော်ကြီးတာချင်းပွင့်ပြီးတော့တကယ်အားအောင်အားနေ okay ပွဲစားပြီဟာငါမူးလက်ချက်ဘလို့ပြောပေါ်ရောက် damn ဟေ့လာလိုက်တာကွာ skill fetch ဘလို့ show လာအာရချစ်စင်နော်ချစ်စင်တော့ရှုပ်လို့ရပါတော့ recall ဖက်လည်းမိုက်တယ် bro အော်ငါဘာဖြစ်တယ်နော် recall လေးepic recall လေးနဲ့ဆိုတော့ပုံအောင်မိုက်မယ်တယ် sky ပြတဲ့ fight နဲ့ okay odin မင်းပြောလိုက်တယ်မယ်နော်ငါ sky ပြတဲ့ fight နဲ့ထည့်ထားနော်မကြမ်းလို့မသိပြီမင်း okay ကျွန်တော်တီးတီးလောက်တော့ဗောနော် Granger ဒီ gain မယ်ဆိုလက်ဟစ်လေးနဲ့ဗောနော်မပြဒါလေးစားမယ်ပြီးရင် scale 1ကိုကျွန်တော်ရက်မယ်ဗောနော် okay ဟာရက်နေတဲ့ဟာဘာတော့ရက်နေတာအဲ့ scale 2တော့အတောင်မှန်လေးထွက်တယ်မိုက်တယ်က scale 2တော့ရင်အတောင်မှန်လေးထွက်တယ်ငါ့ကိုလိန်ပိတ်နေရကိုမေကိုကလိန်ပိတ်နေငါ့ကိုမေကိုကလိန်ပိတ်နေငါတို့အပေါ်လိန်ချေတီကတော့ရှင်နေဟာဒါပဲကောင်းနေဗျာမောင်ရင်ကောင်းနေဗျာနောက်မကင်ပိုကောင်းနေဗျာရှင်ပြီးလိုက်ရူဘီကဘာဖြစ်ရှင်နေမသိနော်ရူဘီကဘာဖြစ်ရှင်နေ Take aim at the darkness looming over the ဘက်ကြော်နေဟေးအောင်နိုဘာရီယာဘယ်တော့တော့အော်တန့်ရဲ့ကောင်းလိုက်တာတန့်ဗောနော်အမလေးကောင်းလိုက်တဲ့တန့်တော်ကြီးလွတ်တော့မလို့
bro ပဲစဉ်းစားကြကျွန်တော်ကီးနေပါသူဟိုဘက်ကျုပ်သွန်းသွားတာကြီးอ่ะ bro what the hell ဘာကောင်းလို့ဟာမလုပ်ပါနဲ့ဟောမလုပ်ပါနဲ့မင်းတို့ကနှစ်ကောင်တစ်ကောင်ဆိုပြီးတော့ဗောနော်မင်းတို့နှစ်ကောင်တစ်ကောင်ဆိုပြီးခဏနေငါဟာရာဘူးသားလာဒီကောင်တီဟာရာဘူးသားရဲ့ဘယ်မှာသွားတီးနေရတော့အော်ဟာရာဘူးသားဟာ bro မြင်နိုင်မယ်နော်ဘာမှလုပ်မရဘူးဟေးဘာမှလုပ်မရအောင်ငါပြောရင်လွန်တော့ပါမနော်ဆိုတော့ bro မြင်တိုင်းပါပဲကျွန်တော်မပြောတော့ကျွန်တော်ပြောရင်လွန်နေဖြစ်မှာအေးမရအောင်ညီလေးနော်မရအောင်ညီလေး skin နဲ့ကိုကြီးကိုမိဖို့10နှစ်တလားမလီဟေးမင်းတို့ငေါ့တော်မုန်းနေကြဘာကြီးတော့ကနေ wait for me wait တေးပြီးတနေ့မလုပ်ပါနဲ့တာတဲ့ပဲသူကသူသွားကျွန်တော်တော့မသွားတော့ကိုယ့်ကို fan ပဲဗျာတင်မလား okay ငါနေဒါလေးစားတေးတယ်ဟေးခုမှငါစတက်က100တောင်မကြော်သေးဘူးရိုဘီကအပေါ်လေးမှာကျွန်တော်တို့သွားနေချိန်မှာ sky ပြရတာလည်းရပြီဆိုတော့ဒီဟာလေးတွေကိုကိုရှိခွာမယ်ကိုရှိလေးခွာပြီးမြေပေါ်တစ်ချက်ကြည့်လိုက်တော့ကျွန်တော်တို့ပတဲရှုံးမှာဗျာထိုက်ခွေလေးရှော့ပြီးတော့ဘယ်လိုပဲကျွန်တော်ကိုရှိရတယ်ဗျာတဲ့လားမက်စမန်အထောင်ဆောင်းရမယ်တေချာကျွန်တော်လည်း current မကိုင်တယ် oh my god sky ပြရတာ odin ပြောတယ်လို့ fight တယ်တော့ထည့်လိုက်တာပဲနောက်ပါဆက်ဖြစ်မလဲကျွန်တော်လည်းမသိတော့ odinကနေငါကန်ကောင်းပါလေဟုတ်တယ်မလားဒီစကင်တော့မှငါဒိုင်းမိုး100တင်နဲ့ပေါက်တာဆိုတော့ကွာမင်းကကြဲတလုံးလောက်ကတော့ AC ပဲတင်နေဟုတ်တယ်တင်နေငါကိုရှိရ AC လေးပဲဟိအောင်ငါ့ကို free လွတ်ထားတာ bro ငါ့ကိုဒီလိုမျိုးလား free လွတ်ထားလို့ရဟမ်ကောပါတော့ဟမ်အရန်နေ1 day တော့မှာပဲငါဒီဟာလေးလည်းငါတယောက်တည်းရှင်းလိုက်တော့ဟာမပြောတော့ဘူးကွာမယောင်းညီလေးနော်ညီပြီးတဲ့ငါတေတော့မှာဟာအကောင်ပြန်ဆွဲရင်တေမှာငါရောင်မယောင်းကအကောင်မငါ့ကိုပိတ်နေတာတက်လားငါအထဲဒီသူဝူလာတော့ချိုင်သူကငါ့ကိုတက်တော့မှာတွေးလိုက်တက်တယ်ဆိုအကောင်တော့အိမ်ပြန်လိုက်တာအကောင်တော့ပဲဖင်ရရင်ရှောင်းဝိုင်းနော်ငကိုရီးယားမှာတင်းရဖေးနေခေတ္တတဲ့ပရေကတော့ဒီကဘလူးရမယ်ပြီနော်ငါတို့ဘက်ကဟာရာဘူးသားလဲ oh my god bro ဟာရာဘူးသား family ကို show လိုက်ပါအောင်ကွာ bro လာနောက်နေရလားဘယ်ပြည့်တန့်ရင်အဲ့လိုခေါ်သွားတယ်မခရီးတွေကိုနော်သူပထွေးမှုခေါ်သွားတာမသိဘူးပြန်ပတ်မှာ bro abc ညနာ flick ကောင်ငါမပေးတင်ဘူးတလားတကယ်ဆိုသူ့အောင်ကြောက်ဖလီကပေးလိုက်လို့မတေသွားလားဆိုတော့လည်းမဟုတ်ပြန်တေသွားတယ်ဘာကောင်းလို့အဲ့ဒါရာငါတို့ဘက်ကပါတဲ့တန်တွေကတကယ်တောက်တုံးမကြောက်တကယ် bro မြင်တဲ့အတိုင်းပဲ bro နော်သူကစောစီးရဲ့ပြန်ပတ်ရင်ရတယ်အဲ့တော့မပတ်ဘူးအဲ့တော့ဖလီကနဲ့ခုံပြီးသွားတယ်အဲ့တော့မတေလားဆိုတော့လည်းမဟုတ်ဘူးတေသွားတယ် bro မင်းတို့ brain တွေကမင်းတို့မွေးလာကြရမပါလာကြလားအလေလေးမှာတော့ပွဲဖြစ်နေကေချင်းကြီးကကောင်းခါဒီတာဝါလေးယူပြီးငါပတ်တယ်လိုက်ပြီးမခဏနေကိုလို့ပြတာဝါရပြီခေပတ်တယ်လိုက်ပြီးပါမယ်ခင်ဗျာဝိစပ်အေးအောင်ရေးမလုပ်ပါနဲ့အေးအောင်မအောင်တေးပြေးတေးလိုက်တော့မသေးဘူးလားဟာရာဘူးစားလောက်ပါအောင်ဟာရာဘူးစားကြီးဟိုတော်ရီရပေါ့နော်ခေကောင်းနေဗျာno ငါ flick up bro ငါ flick up တုံးတာနောက်ကျသွားတာကွာငါမားတာပါကွာ bro ဗီတော့တက်French shot ကိုတီငါ flick up လေးပြန်တုံးနိုင်တော့ဟုတ်တယ်အဲ့ဒါတက်တော့အဲ့ဒါ Google ဆိုအဲ့ဒါတက်တာပေါ့သူများဆိုလို့ချင်းမိုးမိုးနေအောင်ပတ်ဆက်စတာပါဗျာဘယ်ကျွန်တော်အနေနဲ့ fan မရ anime ထက်တောင်မှများတယ်ပေါ့နော်ကျွန်တော်က free fan ကြမ်းလားဆိုတော့ခေးမှာ create အများကြီးပဲ stat တွေအများကြီးရအောင်တကယ်ဗျာဆောနာတကယ်တလားအဲ့ cushion လေးတင်သွားရင်တော့တမျိုးခေးဒါလေးပဲ disco ပဲထည့်လိုက်တော့မှာပေါ့နော်အဲ့ဒါကောင်းတယ်အနေကင်းတယ်ကျွန်တော် cushion လည်းပြောင်းနေရယ် okay ထင်းတဲ့အတိုင်းပဲဒီမှာ The storm is here! Aim for victory!
storm is here. ဟမ်နထာလီယာ9កောင်ဟမ်တန့်ရဲ့နထာလီယာ9កောင်ကြီးဘရိုဘာလို့ကတန့်ရဲ့ဘရို ABC ရဲ့ဘရိုရက်မူးနေရလားဘာဖြစ်နေရတော့ငါစကိုင်းဗီယာလဲဆက်ထားတာဟဲ့အောင်အိုဒင်မြောက်ပြီးလို့တာငါဆက်ထားတာအဲအောင်ဒီနေ့ကြီးတော်မရဘူးပြန်ရောင်းစားမလို့တော့ဖြစ်နေဘရိုလဲတော့ရှင်းပြီ In the arena, we speak through action. ဖလီကာလို့ရှိရဲ့ I won't accept defeat. နားလိုက်လားရော Flash of glory. အော်ငါလေကြောလန်နဲ့ဖလီကာကောက်တုံး Superb tanking. Flash of glory. No ယောအန်နီဘက်ကတကုံးလေးကိုလိုက်ဖြဲနေဘရိုငါတို့ဘက်ကတက်ရင်တေသွားပြီဒီဟိုဘက်ကတကုံးလေးလိုက်ဖြဲနေတော့မဟုတ်သေးပါဘူး bro ဟင်းမရဘူး solo wine နော် solo wine ရဲ့ညီ duro wine ဟိုရငါ risk ရှိရကွာဟမ်တော့ဖြစ်မြစ်တော့ဖြစ် Our turret is ဘယ် under ဘာဖြစ်ရှင်နေယောငါ10မိနစ်တောင်ရှိနေပြီဟိအောင်ကြီးစတက်ကအခုမှ200ကျော်တဲ့ကေးရလဲ 1k တဲ့ oh my god ငါဘယ်လိုကြောင်စော့နေရတော့ slain. ဒီကွာငါ grand ကိုင်းမငါအုံနောက်ကြီးမမီဘူးပါမမီရမို့ grand ကကိုင်းလို့မကောင်းအရင်တော့ old grand ဆိုရင်တော့ကိုင်းလို့ကောင်းနေရတင်မလား Kill. လောကနောက်ဆုံးတစ်ချက်ကိုခြံထားပြီးတော့ဗျာတင်ဖောင်းလဲဆိုတာရတကယ်အားရောက်ကောင်းတယ်အခု grand ရဲ့ကြော The storm is here. ကိုင်းလို့မကောင်း Fast. ဒါကျွန်တော်တယောက်တည်းအမြင်မှာတချို့ကြိုက်တဲ့လူတွေကြိုက်ပါတယ် Even in darkness, လောကတော့ the sun. အာလူရှိမရှိဘူးလေ Our turret is under attack. Storm is here. ဟေးတော်ရရဲ့ beauty ဂျူလီယန်တာဝါတွေလိုက်ခိုးနေတာလောက်ပါအောင်တိုက်လို့ရေဟောနားလိုက်တာ Has been cleared. ဘလို့ပြည့်အဲ့လောက်တော့နာနေအောင်ဘာကြီးစားရလို့တော့ဒီကောင်ကြီးက bro Our turret is under ကို attack. ကောင်လုံးတက်ထားတာဆိုတော့နာမှာပေါ့ Flash of glory. ဒါပဲဆိုရင်ငါနဲ့လာနောက်ကြောက်ပါဒီဘာကောင်းလို့ bro မရဘူး bro မရဘူးနော် Retreat. bro ယူရမယ်အိမ်ပဲပြန်လိုက်တော့အိမ်ပဲပြန်တော့ One step ပြီးရင်ဟိုဟာလေးထည့်လိုက်မယ်ပေါ့ဒီရဲ့ CF ထည့်လိုက်မယ်အဲ့ဒါမှ enemy တွေးမတတ်မှာဆိုတော့ကျွန်တော်အနေနဲ့ 2k အများကြီးတောင်ရှိသွားပြီเนาะ 2k ကြီးတောင်เนาะရရှိသွားပြီ Understood. assistant 4ကတခါပဲတည် 2k ကြီးများတော့เนาะကျွန်တော်မှာလာနောက်လို့မရအောင် imbued. ကိုယ့်အကိုတော့မပေါ်ဖြစ် My Your bullets team shall pierce destroyed the the darkness. turret. The storm is here. နားလိုက်တာလူပါရီယာကြီး Roaring thunder. Flash of glory. ဟိုကောင်ငါ only စော်တာ bro ဟိုနဲ့ငါ only စော်နေရ ငါ only ကိုစော်နေရအဲ့လူပါရီယာကြီးတေးတန်း Team destroyed the turret. တေးပြီလောက်ပါအောင် bro ကဲပါအောင် bro လောက်ပါအောင်အော်ငါရှောင်းနေဒါပေမဲ့တိပြီးမှ In time. Unstable network. တိမှရှောင်းသလိုဖြစ်သွားဗျာဆိုလိုမပွိုင်းနိုင်တော့ဘူးငါတို့ရင်လေးကရုံးပေးရှာပါတယ်ဒါပေမဲ့နော်ရိုဘီကကောင်းနေတာငါကင်ထားရတယ်ကွန်ဂျာဆိုတော့ Turret is under attack. ဒီဘက်ကနိုဘာရီရဲ့တာဒမ်းမင်းကြီးထွက်နေငါ့တော့နှစ်ချက်ပဲထုမလားမသိ Our turret has been destroyed. Banish the withering. ဘူးကဲ wait for me ငါတို့ဘက်ကတိုင်တော့မခံနိုင်ဘူးပေါ်လေးဂျူလီယန်တော့တွေ့လိုက်တယ်နော်လိမ့်ရှင်းမယ်လိမ့်မြန်ရှင်းမရ The rising storm. စတက်ကငါအခုမှ900တောင်မရှိလို့ဟိအောင်ကြီး15မိနစ်ကပြည့်တော့မယ်17မိနစ်တောင်ရှိ Rain nurtures life
And thunder ignites power. Flash of glory! Roaring thunder! Flash of glory! There will be my ဒါပဲ Ruby နဲ့ကောင်းကျင်ကတော်တော်ကောင်းတယ်ဟဟလားတော်တော်ကောင်းတယ်ဟလားရောတော်တော်ကောင်းကျင်အောင်မှာလော်ကီလာတာစာငါ record ပြပြီးရှုံးတော့လို့မရအာဟာဒီအောင်ကြီးဘာဖြစ်ရှင်လဲမင်းတို့ငါမစော့ကျင်လို့နော်မစော့ကျင်လို့ကြောပေးရတော့မင်းတို့ဟုတ်လိုက်မှန်တယ်ဟလားမင်းတို့ဟုတ်လိုက်မှန်တယ်ဟလားတီးရောမှာအားကြောင့်ကြီးရမင်းတို့ကိုဟုတ်လိုက်မှန်နေတာโอเคရပြီလော်လဲရပြီကိုကိန်းနေဟာငါဘာလုပ်လို့ငါဘာဖြစ်ရှင်လဲ to the summit. No oh မလေးအတော်မတော်တလန်းနော်နေ Oh my god ဖလစ်ကမလို့ပဲပြေးလိုက်ရတာမော်ငါရှော့မှာ My bullets shall နားလိုက်တာတမ်းမရတယ်တော့စုလိုက်စမ်း Bro. Give me a minute. Dabe, triple kill. No, triple kill. နှစ်ခါရတယ် triple kill. ဆိုတော့ဒီပွဲလေးကတော့နိုင်ပါပြီကိုပြ AC ပဲနော်ကျွန်တော်ရောပြောလို့မလားမပြောနဲ့နော်ငါ triple kill 3ခါတော့ရတာနိုင်ပြီနော် good game နော်ဒါမှ good game ဟုတ်လားဆိုတော့ AC လေးပဲကဲ MVP ရမလားမသိ Victory! စကီးကပုတ်စကီးနေဟာ MVP ရတယ်ငါမထင်တော့ MVP ရမယ်လို့ဆိုတော့ထင်ရတယ်လို့ဖြစ်လာခဲ့ပါတယ်အရင်ပြောပါပါတယ်ဆိုတော့အားလုံးပဲဒီဗီဒီယိုလေးကတော့ဒီမှာပဲအဆုံးသတ်ပြရစီခင်ဗျာကျွန်တော်ရဲ့ဒီ YouTube channel လေးကို like and follow လေးနဲ့ like and follow ပြ like and subscribe နဲ့လုပ်ခဲ့ကြအောင်ကျွန်တော် TikTok နဲ့ရောပါဗျာတက်လားဆိုတော့ TikTok မှာကြည့်နေတဲ့ brother တွေဆိုလို့ရှိရင်လည်း follow နဲ့ like လုပ်ခဲ့ကြပါလို့ပြောချင်တယ်စောနောက်ဗီဒီယိုမှာပဲပြန်ကြပါမယ်ကျွန်တော်ကိုလူမင်းများတဲ့မိကုန်းကတော့699လုံးနဲ့ဝင် price skin ချက်ချင်းရမှာလားဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူး699ပဲဝယ်ပဲ399ပဲဝယ် price skin ရနိုင်ပါတယ်699ချက်ချင်းဝယ်လို့လည်းprice skin မရနိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ test တွေမလုပ်လို့ရှိရင်ဘယ်ရပဲဝယ်ရမှာမဟုတ်ပါဘူးဒီ699လုံးကအခုလို animation ရဲ့ EAB ရဲ့ trade effect ဒါပဲပေါ့နော် trade effect ဆိုတာကျွန်တော် PD ရဲ့စထွက်လာလို့အမီလေးဗျအဲ့အမီလေးကိုပြောတာပဲဖြစ်ပါတယ်အရင်တော့ trade to တော့မဟုတ်ပါဘူးကျွန်တော်399ဝယ်ပြီးတော့ test တွေတခြားလုပ်လို့ရှိရင်အခုလို level လေးတက်ပြီးတော့ပေါ့နော် reward တွေလည်းရရှိအောင်မဲ့အပြင်မှာကျွန်တော်ဆောင်ရွက်လို့ရှင်တဲ့ price skin ကိုလည်းရနိုင်ပါတယ် test တွေမလုပ်လို့ရှိရင်တော့ကျွန်တော်တို့မမျော်လင့်နဲ့ပေါ့နော်ဆိုတော့ဒီ gacha skin တွေရောဘယ်လိုပြောလဲ399ဝယ်ပြီးတော့ဗျာဒီထဲမှာ reward တွေကအရင်များတာကြောင့်မလို့တော်တော်ကြီးကိုမှတန်တယ်ဗျာတက်လားဆိုတော့ bro အနေနဲ့လည်းဒါဝယ်ဖို့တော့ကျွန်တော်အကြံပြုတယ်သူပေးတဲ့ test တွေကလည်း trade မဟုတ်ဘူး daily တက်မှာဆိုရင်တော့ပြင် gain နဲ့ဝင်ရမယ် gain ကစားရမယ်အဲ့လောက်ပဲပေါ့နော်ကျွန်တော်အရင်ခက်ခဲတွေမွန်တွန်းကမလောက်ခိုင်းတာပါဘူးဆိုတော့ကျွန်တော်အနေနဲ့ဒါလေးကိုပုံမှန်လုပ်ပေါ့နော် challenge တက်မှာဆိုလို့ရှိရင်လည်း trade လည်းမဟုတ်ပြန်ဘူးဗျာဒီလားကျွန်တော်အရင်နှစ်တွေတုန်းကနေဒီလိုမျိုးစော်ဘူးရဲ့လူဆိုလို့ရှိရင်တော့ကျွန်တော်အရင်ရှင်းပြစရာမလိုတော့ bro က TV တာဖြစ်မှာပါဒါပေမဲ့ကျွန်တော်မသိရအောင်မသိတဲ့လူတွေထပ်ပြောပြမယ်ဆိုဒီမှာ MVP ယူခိုင်းတာတို့ဘာလို့ညာလို့ဗျာတည်ရမလားအရင်လည်းမဟုတ်ဘူးဆိုတော့ bro အနေနဲ့ဘာမှလုပ်ချင်ဆိုလဲအခုနေရာလေးမှာပေါ့နော်အတင်းနေကိုလာအားပေးလို့ရတယ်ကျွန်တော်မြန်မာအတင်းဖြစ်တာကြောင့်မလို့ YG ကိုပဲ free မဲ့ပေးလိုက်တယ်ပေါ့နော်နောက်ပိုင်းနေမှာတော့ကျွန်တော် diamond နဲ့ပေးဖို့တော့ရှိတယ်အဲ့ဒါတော့နောက်မှာပါဗျာ diamond တိတ်မတုံနိုင်တဲ့လူအနေနဲ့ရတယ်ဒီနေရာမှာလာရောက်ကန်ဆန်းလို့ရတယ်ကျွန်တော်ဆိုလို့ရှိရင် diamond 100တဲ့နဲ့ပေါက်သွားပါပေါ့နော်ဆိုတော့အရန်ကန်ကောင်းတယ်လို့ပြောရမယ်ကျွန်တော်အနေနဲ့ကတော့ပေါ့နော်ထွေထူးတော့မဟုတ်ဘူးဒီရဲ့နောက်ဆုံး level ထိတင်ပြီးတော့ cloud figure လေးယူဖို့တော့စဉ်းစားထားတယ်ယူတဲ့ခါကျလို့ရှိရင်လည်းကျွန်တော်အနေနဲ့ video လေးတင်ဖြစ်မယ်လို့ထင်နေပေါ့နော် diamond ဘလောက်ကုန်မလဲသိချင်နေတဲ့ brother တွေလည်းကြည့်ချင်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပဲပြန်ကြပါမယ်